ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးနာနာရိုင်ပီနာနဲ့ခင်ပွန်းချစ်သူဝေးထိုင်းဒေနီယန်တို့ဟာဘန်းငွေတန်း180ကျော်လိမ်လည်မှုစာရွက်စာတမ်းတူပြုလုပ်မှုတွေနဲ့တရားရုံးမှာတရားဝင်စွဲချက်တင်ခံလိုက်ရပြီဖြစ်ပါတယ်။အစိုးရရှေ့နေတွေရဲ့အဆိုအရသူတို့ဇနီးမောင်နှံဟာ2021ခုနှစ်ကနေ2025ခုနှစ်အတွင်းယင်းနှိမ့်ညွန့်နှံသူတွေကိုလစဉ်အကျိုးမြတ်9%ကနေ40%အထိပေးမယ်ဆိုပြီးမလုံးပေးချရောင်းခဲ့တာပါ။တကယ်တော့ဒါဟာယင်းနှိမ့်ညွန့်နှံသူအစ်စ်တွေစီကငွေကိုယူပြီးအဟောင်းတွေကိုပြန်ပေးတဲ့ Ponzi scheme ခေါ်ငွေကွင်းဆက်လိမ်လည်မှုမျိုးဖြစ်တယ်လို့အာဏာပိုင်တွေကဆိုပါတယ်။လက်ရှိမှာတော့သူတို့ဆောင်တွဲဟာဆွဲချက်အားလုံးကိုညှင်းဆိုထားပြီးဘတ်ငွေ1 သန်းစီနဲ့အာမခံရရှိထားပါတယ်။ဒါပေမဲ့ဝေးထိုင်းဒေနီယန်ကတော့တရားရုံးခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရပါတယ်။သူတို့ရဲ့ရှေ့နေကတော့အကျွေးတွေကိုကန်ဆယ်ဖို့စ조사သွားမယ်လို့ပြောဆိုထားပေမဲ့လူထုလိမ်လည်မှုနဲ့ဆွဲချက်တင်ခံထားရတာကြောင့်သူတို့ရဲ့အမှုကတော့အတော်လေးကိုအခြေအနေတင်းမာနေပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။